မိုက်ကယ်ကားရဲလက်ထက်မှာပွဲထွက်ခွင့်အတွက်ရုန်းကန်ရနိုင်ခြေရှိတဲ့ကစားသမားများအားလုံးပဲမင်္ဂလာပါ United Principal ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ် United နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ VPN လေးခံကြည့်ဖို့မြတ်တာရက်ခံပြစေခင်ဗျာမနေ့ကဗီဒီယိုမှာမိုက်ကယ်ကားရဲလက်ထက်မှာပွဲထွက်ခွင့်ရမယ့်ကစားသမားအကြောင်းကိုတင်ဆက်ပေးပြီးမို့ဒီနေ့ဗီဒီယိုမှာတော့အသင်းရဲ့လူစင်းမှာဆက်ပြီးရုန်းကန်ရနိုင်တဲ့ကစားသမားတွေအကြောင်းကိုတင်ဆက်ပေးသွားပါမယ်မိုက်ကယ်ကားရဲရဲ့ကစားဟန်ကဘောလုံးပိုင်ဆိုင်မှုကိုအသားပေးကစားတာနဲ့ညီဘောလုံးပြတ်မသွားအောင်ထိန်းပြီးကစားဟန်ကိုနှစ်သက်တဲ့သူမျိုးဖြစ်ပါတယ်။သူ့ရဲ့လက်ဆွဲတော်ကစားကွက်က၄နှစ်၃တစ်ဖြစ်ပြီးကွင်းထဲမှာကစားဟန်ကိုပြောင်းလဲပြင်လွယ်ရှိပါတယ်။ကစားသမားတွေအနေနဲ့လည်းကာရီရဲ့နီးစနစ်ထဲမှာတတောင့်တတဖြစ်အောင်လိုက်ကစားပေးနိုင်တဲ့သူတွေဖြစ်ရမှာဖြစ်ပြီးနားလည်မှုရှိရှိကစားနိုင်ဖို့လိုအပ်ပါလိမ့်မယ်။ဒီနေရာမှာကာရီရဲ့နီးစနစ်တိုင်းလိုက်ကစားဖို့ဖြစ်နိုင်တဲ့သူတွေနဲ့နီးစနစ်နဲ့ကိုပိုင်ကစားဟန်ကိုက်ညီမှုမရှိတာကြောင့်အသင်းမှာပွဲထွက်ခွင့်ရဖို့ခက်ခဲသွားမဲ့ကစားသမားတွေကိုတင်ဆက်ပေးသွားပါမယ်။နံပါတ်1မစ်ဆင်မောင်မစ်ဆင်မောင်ဟာအမေရိလက်ထက်မှာဂိုးတွေသွင်းချစ်စွမ်းပြခဲ့သူဖြစ်တာကြောင့်ဘာလို့ဒီစင်းထဲမှာပါနေရလဲဆိုတာမေးစရာရှိနေပါတယ်မစ်ဆင်မောင်အနေနဲ့အမေရိနီးစနစ်ထဲမှာတောင်ပန်ကနေကစားရတာကသူ့အတွက်အဆင်ပြေပေမဲ့ကာရီလက်ထက်မှာတော့ရုန်းကန်ရဖို့ရှိနေတာကမောင်အနေနဲ့တောင်ပန်ကစားသမားစစ်မဟုတ်လို့ပါကာရီဟာသူ့ရဲ့တောင်ပန်တွေမှာမြန်နှုံးမြင့်ကစားသမားတွေကိုအသုံးပြုလေးရှိပြီးပြန်မဲ့ခန့်စစ်ကစားသမားတွေကိုတူးချင်းဖြတ်ကျော်မှုတွေဒုက္ခပေးနိုင်စွမ်းရှိသူကိုနှစ်သက်လေးရှိပါတယ်ဒီနေရာမှာမောင်အနေနဲ့အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်ရဲ့နေရာကိုသာယူဖို့ရှိနေတာကြောင့်ဖာနန်ဒက်ကိုကြော်ပြီးနေရာရဖို့ဆိုတာမဖြစ်နိုင်တာကြောင့်မောင်တယောက်ရုန်းကန်ရနိုင်ခြေရှိပါတယ်နံပါတ်1လန်နီရိုဒီလစ်မကွိုင်ယာဒီကစားသမား၃ဦးကအမေရိလက်ထက်မှာမရှိမဖြစ်ကစားသမားတွေဖြစ်ခဲ့ကြတာအလုံးသိပြီးသားဖြစ်မှာပါဒီနေရာမှာပြောချင်တာတစ်ခုကဒီကစားသမား၃ယောက်လုံးပွဲထွက်ခွင့်မရဘူးလို့ဆိုချင်တာမဟုတ်ပဲအလက်ချအသုံးပြုတာမျိုးမဟုတ်ရင်လူစားလဲကစားစီတာမျိုးဖြစ်လာလိမ့်မယ်လို့ပြောချင်ပါတယ်ဘိုးကွင်းလက်ခံစစ်နေရာမှာကာရီအနေနဲ့ဘောလုံးကိုကွင်းလက်ထိဆွဲလာပြီးဘေးရတင်နိုင်တဲ့ကစားသမားကိုနှစ်သက်လေးရှိပါတယ်သူရဲ့နေစနစ်မှာတိုက်စစ်ကိုနောက်တန်းကနေတိုက်ရိုက်ပေးပို့တဲ့နေရာမှာတိကျတဲ့သူကိုအသုံးပြုလေးရှိပါတယ်ဒါကြောင့်ဘောလုံးပေးပို့တဲ့နေရာမှာဒီကစားသမား၃ယောက်ထက်မာတီနာကတာရာကိုလက်ခံရမှာပါမာတီနာကတော့ပုံမှန်ပွဲထွက်ခွင့်ရဖို့ရှိနေပြီးဒီကစားသမား၃ယောက်ကတော့အလှည့်ကျပွဲထွက်လာဖို့ရှိနေပါတယ်နံပါတ်3ဒါလုံးနဲ့လူရှော့အမေရိလက်ထက်မှာဖူးဘတ်နေရာမှာဒါလုံးနဲ့လူရှော့ကပုံမှန်ပွဲထွက်နေကြကစားသမားတွေလို့ပြောလို့ရပေမယ့်ကာရီလက်ထက်မှာတော့ရုန်းကန်ရနိုင်ခြေရှိနေပါတယ်ဘာကြောင့်လဲဆိုရင်ကာရီဟာဖူးဘတ်တွေကိုတိုက်စစ်ထိလိုက်ပါစေပြီးပြန်မဲ့ကိုဒုက္ခပေးနိုင်တဲ့သူကိုနှစ်သက်လို့ဖြစ်ပါတယ်ဒီနေရာမှာဘယ်နောက်ကနေရာအတွက်တိုက်စစ်ထိလိုက်ပါပြီးတွန်းတွန်းတိုက်တိုက်ရုံးနိုင်တဲ့ပတ်ထရစ်တိုကူကိုကြော်ပြီးလူရှော့ကနေရာရဖို့ရုန်းကန်ရနိုင်ပါတယ်ဒါလုံးအနေနဲ့ကတော့မာဇူရာဝီနဲ့အပြိုင်ကျဲနိုင်မှရမယ်နေထားပါနံပါတ်4မာလာစီယာကတော့ပြောစရာလိုမှမထင်ပါဘူးသူအနေနဲ့ပြီးခဲ့တဲ့ရာသီကအသင်းရဲ့ဘောစကွတ်ထဲရောက်လာခဲ့သလိုအတော်လေးရှင်နေဆိုးခဲ့တဲ့ကစားသမားပါဒါပေမဲ့ဒီရာသီမှာနီးပြအမေရိနဲ့ကစားသမားတွေရဲ့ထောက်ခံမှုနဲ့အတူအသင်းရဲ့လူချင်းနဲ့ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်သူအနေနဲ့ဒီရာသီမှာတပွဲကစားခွင့်ရထားပြီးကာရီလက်ထက်မှာတော့လူရှော့တော်ကူတို့ကိုကြော်ဖြတ်ပြီးပွဲထွက်ခွင့်ရဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါကြောင့်အဆိုပါကစားသမားတွေတန်ရတာမျိုးမဟုတ်ရင်တော့အနာပေးတဲ့ချိန်မှာသာပွဲထွက်ခွင့်ရဖို့ရှိနေတာဖြစ်ပါတယ်ဒါကတော့ကာရီလက်ထက်မှာပွဲထွက်ခွင့်ရဖို့အတွက်ရုန်းကန်ရနိုင်ခြေရှိတဲ့ကစားသမားတွေကိုတင်ဆက်ပေးထားတာဖြစ်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ရောဒီကစားသမားတွေကတကယ်ပဲရုန်းကန်ရနိုင်ခြေရှိလားဘယ်လိုမြင်ကြလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ United ကိုချင်ခင်ကြတဲ့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်။